နော်စီပါမိမလုံမလုံဘလို့စီရတယ်ကျွန်တော်လာစီပြပေးမယ်နော်ဒီလိုမျိုးကင်ထားလိုက်ဝဲနေရပြီအဲ့ဒါတော့ကြပြီရေကြပြီကိုသိပြီနော်သူမလုံဘူးပေါ့နော်အခါပစနဲ့ကိုမဆရာမလို့ဘူးအဲ့ဒါတော့ဘာဖြစ်လို့ဆိုတော့ရေထည့်တာနဲ့သူစိမ့်တော်ပြီဟာလားဒါမသေးချသေးဘူးကိုပစနဲ့ပြောင်းမရမယ်သိမယ်နည်းနည်းကြားတယ်တွေ့လားသေချာကြည့်ကြားတယ်တွေ့လားဘာဒီလိုမျိုးထည့်ပေးရမယ်အဲ့ဒါတော့စီပါလုံမလုံစီနီမဟုတ်ဘူးလောပါကောင်းမကောင်းကန်ကြည့်သူအဆောင်အော်မယ်သူကောင်းရင်တော့ပေါ့ဘူးနော်ကျင်းသားဆောင်ကြည့်နော်တရားပေါ့နော်စီပါမိမလုံမလုံဘလို့စီရတယ်ကျွန်တော်လာစီပြပေးမယ်နော်ဘာကတော့လုံမလုံကိုဘလို့သိမလဲဆိုရင်တော့ဒီလိုမျိုးကြည့်တော့ကိုမသိဘူးပေါ့ကျွန်တော်လာစီပြပေးမယ်နော်အဓိကစနစ်ကြလေးနဲ့ပေါ့ကျွန်တော်လည်းသိနိုင်တယ်လို့တားနိုင်တယ်လို့လာပြပေးသွားမယ်နော်ဥပမာစီပါမိမမလုံရင်ဘာပြဿနာဖြစ်လာမလဲဆိုတော့ကျွန်တော်ပြောချင်တာကတော့ဆက်နိုတဲ့အခါတော့ဗတိဆက်အားမရှိဘူးဆက်နိုလို့ခဲမယ်နော်ဥပမာကျွန်တော်တို့ဘာကလိုင်းပြီးသွားတဲ့အခါမဟုတ်ရင်တော့ဘာတွေအသီးတွေယူလာမယ်နော်အသီးယူလာမယ်ကကိုမသိဘောတဲ့ခါတလေတူရတဲ့အခါအဲ့ဒါတော့မတူဘူးနော်ကွာတယ်ပေါ့နော်ကြည်တာတဲ့သူတွေကတော့သူတို့ကြည်တာသူတို့သိပြီးဘယ်ဟာမိဘဘယ်ဟာစီပါလဲဥပမာတည်တဲ့ချက်ချာသိချင်တော့ကျွန်တော်ဒီလိုမျိုးတိုင်းစေချင်တယ်ပေါ့အဲ့ဒါအဓိကသိချာဆိုပဲမိဘဆိုတော့ဖောင်လိုက်နဲ့သူမလိုက်ဘူးစီပါဆိုတော့ဖောင်လိုက်နဲ့သူလိုက်မယ်နော်โอเคဒီမှာကတော့မိဘဆိုရင်တော့အဲဆိုအပေါ်မှာသူမိဘလို့ခေါ်တယ်နော်ဒီအပေါ်မှာကတော့စီပါပေါ့ဒီမှာဓာတ်စီပေးကြတယ်ပေါ့နော်လက်စီပေးကြတယ်ဆိုတော့အဲ့ဒါသူစီပါလို့ခေါ်တယ်ပေါ့နော်မသိသေးတဲ့လူတွေအတွက်ပေါ့နော်ဥပမာစီပါမိမကျွန်တော်ဘလို့သိနိုင်တယ်ဆိုတော့အလွယ်တကူကြည့်နေတောင်လိုက်မလိုက်ရင်တော့အဲ့ဒါတော့မိပါပဲဆိုတော့ဒီဘက်မှာမိပါတော့ကျွန်တော်တိုင်ကြည့်လိုက်တောင်လိုက်နေနော်မလိုက်ဘူးနော်မလိုက်အဲ့ဒါတော့သိချတာပေါ့နော်တောင်လိုက်နဲ့လိုက်ရင်တော့သူကတော့စီပါကျွန်တော်တိုင်ကြည့်မယ်နော်လိုက်တယ်တွေ့လားဆရာတို့သင်ကျွန်တော်သူကတော့တောင်လိုက်တယ်ပေါ့တောင်လိုက်တယ်ဆိုရင်တော့အဲ့ဒါတော့သိချဆိုပဲသိချပြီနော်သေချာပြီဆိုတော့ကျွန်တော်တို့စီပါဘက်မှာထဲ့မယ်ဒီလိုမျိုးအဲ့ဒါတော့စီပါမိပါသေချာရပြီအဲ့ဒါတော့သိပြီပေါ့စီပါမိပါဒါပေမဲ့လုံမလုံကတော့ကိုဒီလိုမျိုးကြည့်တာကိုမသိဘူးပေါ့နော်ဟုတ်ကဲ့ဆရာနော်မင်းကြည့်မယ်ဒီစီပါမိပါထဲမှရလားထဲမှမရဘူးပေါ့စီပါကထဲမိပါရလားအဲ့ဒါတော့မရဘူးထဲမှဝိုင်းတော့ကျွန်တော်ပြမယ်သူကောင်းတော့အဲ့ဒါတော့မိပါပေါ့နော်ကျွန်တော်စီပါထဲမှာလာထဲ့ကြည့်ပေးလိုက်မယ်တွေ့လားသူကတော့ထဲ့တာတော့ဝင်တာပဲဒါပေမဲ့သူကောင်ကတော့ဒီအချမ်းမှာအပေါက်တွေကြောင်ခဲ့တယ်တွေ့လားအားကြောင့်မလုံဘူးပေါ့ဗျာနော်မလုံဘူးစီပါလဲတူပဲမိပါထဲမှာလာထဲ့မိတဲ့အခါကျရင်တော့သူပူနေတယ်တွေ့လားသူမျက်နှာပူသွားတယ်ပေါ့အားကြောင့်ကိုပြန်ထဲ့တဲ့အခါကျရင်ဗာပြဿနာတွေဖြစ်လာမလဲပြီးမက်စနေပေါ့ထိုင်းလို့မပိတ်ဘူးပေါ့နော်အားကြောင့်မပိတ်ဘူးဗာပြဿနာတွေဖြစ်လာမလဲဆိုရင်တော့မလုံဘူးပေါ့နော်အားလည်းမရှိဘူးလေတယ်ထွက်တယ်မင်းကိုလည်းထွက်တယ်အဲ့ဒါတော့ပြဿနာနော်ဆက်နူလို့ခဲမယ်မဟုတ်ရင်တော့တခုပြီးတခုအဲ့ဒီအပေါ်ထဲမှာအဲ့ဒီဘာတို့တွေအားလုံးပဲသူထိခိုက်မယ်နော်အဲ့ဒါအဓိကကြအရင်သိတာဖို့လိုတယ်မလားဥပမာကျွန်တော်တို့သိပြီဘာကတော့အဲ့ဒီအောက်မှာစီဘာကတော့အပေါ်မှာပေါ့နော်အဲ့ဒါတော့ကိုထဲလို့တပြီးသေချာပြီးဒါပေမဲ့လုံမလုံကိုမသိဘူးပေါ့โอเคကျွန်တော်စီပြပေးမယ်နော်ကျွန်တော်တို့ဒီလိုမျိုးနှစ်ခုစလုံးထဲပြီးအဲ့ဒီအချားမှာစီထဲမဟုတ်ရင်တော့ရေပဲပြီးဖြစ်အဲ့ချားမှာမင်းပလတ်ကောင်းစီတယ်ဒါမင်းပလတ်နဲ့တလုံးထဲရမယ်ထဲတဲ့အခါကျရင်တော့ဒီလိုမျိုးထဲချင်းလုံမလုံစင်တော့သူကြမယ်ဒါပေမဲ့အဲ့ဒါတော့အချိန်ကုန်လို့များနေပေါ့အချားမှာစပလင်တွေပါတယ်ထဲဖို့မလိုဘူးလားလိုတယ်ထဲဖို့လိုတယ်အဲ့ဒါတော့စပလင်တို့တွေသူကောင်းတယ်ထဲဖို့လိုတယ်အကြောင်းအချိန်မကုန်ဘူးလားအဲ့နော်လောမလုံရင်တော့ပြန်ဖြောက်ရပြန်ပြီးအဲ့ဒါတော့မာနာမဟုတ်ဘူးမော်နာပဲဒါပေမဲ့အချက်ကောက်တာပဲစီးချင်တဲ့သူတွေစီးလို့ရတာပေါ့ဒါပေမဲ့ကျွန်တော်ဒီလိုမျိုးမစီးပြဘူးတလုံးစီးပြမယ်အဲ့ဒါတော့သေချာတယ်โอเคကျွန်တော်အရင်တလုံးပဲအရင်စီးမယ်ဥပမာကျွန်တော်တို့အဲ့ဒီစီပါပေါ့စီပါအရင်စီးမယ်စပလင်ထည့်ဆရာမလို့ဘူးအဲ့ဒီကြားမှာထည့်ဆရာမလို့ဘူးเนาะကျွန်တော်ဒီမှာပဲကင်မယ်ထားမယ်ဒီလိုမျိုးကင်ထားလိုက်ဆိုရင်တော့ကျွန်တော်အဲ့ဒီကြားမှာကျွန်တော်ရေထည့်မယ်ရေပဲပြီးပြည့်ဓာတ်စီပဲပြီးပြည့်ထည့်လို့ရမယ်เนาะနီးတဲ့ဟာကိုပဲယူလိုက်နော်တကယ်လို့ဆိုင်ကယ်ပြင်းတဲ့အခါကျရင်တော့ဓာတ်စီပဲစီးမယ်ဓာတ်စီစီးရင်တော့ဓာတ်စီလည်းထည့်လို့ရတယ်မဟုတ်ရင်တော့ရေလည်းရတယ်ဒီလိုမျိုးဝဲနေရပြီပေါ့မြင်များထွက်တယ်မလို့ဘူးမျိုးအဲ့ဒါတော့ကြပြီရေကြပြီကိုသိပြီဟောသူမလုံဘူးပေါ့နော်ဒီအဲ့လေမလုံဘူးဒီလိုမျိုးကဘယ်လိုပြန်လာထွက်မယ်ဆရာဒီလိုမျိုးဆိုရင်တော့ကိုသိပေါ့သူအားလည်းမရှိဘူးနော်ဗတိအားမရှိဘူးဆက်နိုလို့ခဲမယ်ဘာမလုံဘူးလို့ခေါ်တယ်ပေါ့နော်အဲ့ဒါတော့သေချာပြီကိုနောက်တစ်ခါပစနဲ့ကိုမဆရာမလို့ဘူးအဲ့ဒါတော့ဘာဖြစ်လဲဆိုတော့ရေထည့်တာနဲ့သူစိမ့်တော်ပြီနော်โอเคကျွန်တော်ပြန်ထုတ်လိုက်မယ်နော်โอเคဒီလိုမျိုးဒါတော့ကိုသိပြီစီပါမလို့ဘူးနော်မြင်ပါရောနားလို့ပဲ
တိုင်ကြည့်မယ်ဒီလိုမျိုးသူပဲဒီလိုမျိုးထဲ ဟုတ်ကဲ့ကဲ့ ပြီးတော့ဒီလိုမျိုးရေထဲမယ်ကိုလက်ကကင်ထားပါတော့အဲ့ဒါတော့ तू မကြဘူးတွေ့လား तू မကြဘူးဆိုတော့သေချာလားဒါမသေချာသေးဘူးကိုပစံနဲ့ပြောင်းမရမယ်နော်ဒီကြားမှာပစံပြောင်းမကြည့်မယ်ဒါတော့နည်းနည်းကြားတယ်တွေ့လားသေချာကြည့်ကြားတယ်တွေ့လားအဲ့ဒါလည်းမလုပ်ဘူးဒါပေမဲ့ तू နည်းနည်းပဲကြားတယ်နည်းနည်းကြားတာလဲ तू မလုပ်ဘူးဖြစ်နေတယ်အဲ့ဒါတော့ကိုသိပြီတလုပ်ပြီးတလုပ်အဲ့ဒါတော့ spring ထုတ်ထည့်เสียလို့လား မလို့ မလို့ဘူးဒါပေမဲ့ လွယ်တယ်နော် လွယ်တယ်ဘာဖြစ်လို့ဆိုတော့ညော်လဲညော်ဥမာစီနဲ့စီရင်တော့ဓာတ်စီနဲ့ထိရင်တော့ဓာတ်စီကောတာများတာပေါ့ဘာဖြစ်လဲဆိုတော့အဲ့ဒီဂျာမန်ဒီဖက်တလို့ပြီးတော့ဒီဖက်တလို့ဆိုတော့နော်အဲ့ဒီခုနလိုမျိုးတိုင်တဲ့အခါကျရင်ဓာတ်စီတစ်ခါပဲထည့်တယ်ဓာတ်စီကောတာမများဘူးဒါပေမဲ့အချိန်ကတော့ကြာမယ်နော်လွယ်တဲ့ဟာကိုပဲယူပြီးသုံးယူပေါ့နော်ကျွန်တော်လည်းပြပြပေးတာပဲနဲ့ဖက်နှစ်ခုလောက်စီလို့တားတယ်ပေါ့ဘယ်ဟာကိုကြော်တဲ့ဟာကိုပဲယူပြီးလှုပ်လို့ရတယ်နော်လှုပ်လိုက်နော်ကျွန်တော်ကတော့ဒီလိုမျိုးစီးတယ်ကျွန်တော်ပြပြလိုက်ဥပမာစီပါမီပါလှုပ်ပြီးဗာပြန်လို့မီကိုထွက်သေးတာလေနောက်ဆိုကတော့ကျွန်တော်ပြတာအဲ့ဒီ wine စီတွေ့တာအဲ့ဒီလောပါ ဘာလို့ပါလား ဘာလောပါအဲ့ဒါအရေးကြီးတယ်သူစေးမကြည့်ဘူးစက်တယ်မှာသူဒီလိုမျိုးအလုံးလုံးမယ်နော် အော်တက်စင်ဟုတ်တဲ့စင်ဟုတ်တာပေါ့အဲ့ဒီကောင်းတဲ့သူလာရဲမယ်ဒီလိုမျိုးဘာဖွင့်ဖို့ပြီးတော့ supplement ပြန်ဆွဲပြီးပိတ်မယ်ပြီးတော့ဖွင့်ပြီးပိတ်မယ်အဲ့လိုမျိုးနော်ခြောင်ရတဲ့အခါကျရင်တော့အဲ့ဒီကြားမှာသူအချင်းဝင်လို့တားတယ် အော်ဟုတ် သူကောင်းမကောင်းဘလို့သိနိုင်မလဲဆိုရင်တော့ကျွန်တော်ပြစီပါဒီလိုမျိုးထည့်ပေးရမယ်အဲ့ဒါတော့စီပါလုံးမလို့စီနီမဟုတ်ဘူးလောပါကောင်းမကောင်းဒီလိုမျိုးစီလိုမျိုးကန်ကြည့်သူအဆောင်အော်မယ်သူကောင်းရင်တော့ပေါ့အဆောင်ပေါ့အော်မယ်သူအဆောင်မအော်ရင်တော့အဲ့ဒါတော့သူမကောင်းဘူးမလို့ဘူးနော်ကြည့်ကြည့်နားထောင်ကြည့်နော်တွေ့လား အော်ဒီလား အဲ့ဒါဒီလိုမျိုးအဆောင်အော်ရင်တော့အဲ့ဒီလောပါကောင်းတယ် ဟုတ်ကဲ့ တေချာနောက်တစ်ခါကျွန်တော်ပြမယ်ဒီလိုမျိုး ဟုတ်ကဲ့ အဆောင်အော်ရမယ်နော်ဒီလိုမျိုးကန်ပြီး အော် ဆွဲထုတ် ဟုတ်ကဲ့ကဲ့ နားထောင်နော်တွေ့လားဒီလိုမျိုးအဆောင်အောင်ရင်တော့သူကတော့ ကောင်းသေးတယ် ကောင်းတယ် ဒီတော့ဘာလို့ပါကောင်းတယ် ဘာလို့ပါကောင်းတယ်ဘာလို့တာမဟုတ်ဘူးတော့ဘာလို့ပါကောင်းတယ်ဥပမာပေါ့နော်ပစ္စည်းမရှိဘူးဆိုတော့အဲ့ဒီလိုမျိုးစစ်ကြည့်ဒီလိုမျိုးအဆောင်အောင်ရင်တော့ရသေးတယ်ထည့်လို့ရသေးတယ်ပစ္စည်းမရှိရင်ပေါ့ဒါပေမဲ့ကောင်းစေချင်ရင်တော့ကျွန်တော်ပြောချင်တာအပေါ်ပိုင်းကင်တဲ့အခါတိုင်းပဲလဲလိုက်ဗာကြောင်းလဲသေးတာပဲဗာပြီးတော့ကောင်းတာပဲလဲတာလဲဆရာသူတို့မင်းတော့ကျွန်တော်ပြောချင်တာကတော့စီးလဲမညံဘူးလေနော်ပြီးတော့ကောင်းတဲ့ဟာကိုထည့်ရင်တော့အခြေကာလကြာတယ်မဟုတ်လား ဟုတ်ကဲ့ အားကြောင့်ဒီလိုမျိုးတည်တည်ချာလောက်ပေးပါနော်ကျွန်တော်လည်းသိနိုင်တယ်လို့တားနိုင်တယ်လို့ကျွန်တော်လောက်နေလေးကိုအားလုံးသိဖို့အတွက်ကျွန်တော်လည်းတားနိုင်တယ်လို့တောင်းဆိုလာလို့ရတယ်ပေါ့ကျွန်တော်ဗီဒီယိုတွေပါတယ်ဗာပြဿနာတွေသိချင်လဲကျွန်တော်လည်းတားနိုင်တယ်လို့သိနိုင်တယ်လို့ပြောပြပေးသွားမှပြပါတယ်ခင်ဗျာโอเคကျွန်တော်လည်းဒီကတော့ဘာလုံးမလုံးစီပေါ်စီနီစီပြပေးလိုက်ပြီးနော်မသိသေးတဲ့လူတွေအသက်ပေါ့နော်အခြေခံကျွန်တော်တို့လိုမျိုးလေးလာနေတဲ့သူတွေအသက်ပေါ့နော်ဟိုပဲကျေးဇူးတင်ပါတယ်ဗျာကျွန်တော်စောကြပါဘိုင်ဘိုင် Okay.